တေဆုံးသွားတာ3ရက်တောင်ရှိနေပြီဖြစ်တဲ့အမျိုးသမီးတစ်ယောက်ဟာရုတ်တရက်မျက်လုံးပွင့်လာခဲ့ပါတယ်အဖေဖြစ်သူအာဒန်ကတော့သူ့သမီးလေးအသက်ပြန်ရှင်လာပြီဆိုပြီးဝမ်းသာအားရနဲ့သမီးဖြစ်သူရဲ့နာမည်ကိုအထက်ထက်အခါခါခေါ်ပါတော့တယ်အဲ့ဒီအချိန်မှာသမီးဖြစ်သူရဲ့မျက်လုံးထဲကနေမျက်ရည်တွေစီးကျလာတာကိုမြင်လိုက်ရတဲ့အတွက်အာဒန်ဟာသူ့သမီးတကယ်အသက်ရှင်နေပြီလို့ပိုပြီးယုံကြည်သွားခဲ့တာပါဒါပေမဲ့ဆရာဝန်ကတော့ဒါဟာခန္ဓာကိုယ်ရဲ့သဘာဝတုံ့ပြန်မှုတသက်ပဲလို့ဆိုပါတယ်ဘေးကလူတွေအားလုံးကလည်းအာဒန်ကိုတေဆုံးသူကိုမနှောက်ယှက်ဖို့တားမြစ်ပြီးအပြင်ကိုခေါ်ထုတ်သွားခဲ့ကြပါတယ်လူတွေအားလုံးအခန်းထဲကထွက်သွားတဲ့အချိန်မှာပဲထူးဆန်းတာတစ်ခုဖြစ်ပျက်ခဲ့ပါတယ်တေဆုံးနေတဲ့အမျိုးသမီးရဲ့ခေါင်းဟာဘေးကိုဆောင်းသွားပြီးသူမရဲ့ပါးစပ်ထဲကနေပင့်ကူလိုပိုးဖလန်လိုတကောင်ထွက်လာခဲ့တာပါဒါကိုသူမရဲ့မောင်လေးဖြစ်သူကမြင်လိုက်ပြီးထိတ်လန့်တုန်လှုပ်သွားခဲ့ရပါတယ်တကယ်တော့သူမတေဆုံးတဲ့နေ့ကစပြီးဒီလိုထူးဆန်းတဲ့အရာတွေခဏခဏဖြစ်ပျက်နေခဲ့တာပါသူမရဲ့ခန္ဓာကိုယ်ဟာအသက်ရှိသူတယောက်လိုနူးညံ့နေစေဖြစ်ပါတယ်ဒါပေမဲ့သူမရဲ့ညာဘက်လက်ကတော့တခုခုကိုကြစ်ပါအောင်စုပ်ကင်ထားပြီးဘယ်သူမှဖြတ်လို့မရအောင်ဖြစ်နေပါတယ်အာဒန်ကတော့မကြောက်မရွံ့ပဲသမီးဖြစ်သူရဲ့လက်ကိုနှွေးထွေးတဲ့လေနဲ့မှုတ်ပေးလိုက်တဲ့ခါမှာတော့သူမရဲ့လက်ကပြေးလျော့သွားပြီးသူမစုပ်ကင်ထားတဲ့လေဆွဲလေးကိုတွေးလိုက်ရပါတယ်တကယ်တော့အာဒန်ဟာသူ့သမီးကိုသူကိုယ်တိုင်နှလုံးအစားထိုးခွဲစိတ်မှုလုပ်ပေးခဲ့တာပါအစပိုင်းမှာအောင်မြင်ခဲ့ပေမဲ့လအနှဲငယ်ကြာမှာတော့သမီးဖြစ်သူဟာနှလုံးရက်ပြီးတေဆုံးသွားခဲ့ပါတယ်အာဒန်ဟာရင်ခွဲယုံကလူကိုသူ့သမီးကအေးဒဏ်မခံနိုင်လို့အေးမပတ်စေဖို့မှာကြားခဲ့ပေမဲ့တခြားဝန်ထမ်းတစ်ယောက်ကမသိပဲသူမကိုရေခဲတစ်တာထဲထည့်ထားခဲ့ပါတယ်